ဒီနေ့လဲ party တစ်ခုရှိအောင်လို့ထပ်သွားပါမယ်အခုကတော့ည10:00 နာရီပါဒီ party ကတော့ចောင်းသားတစ်တွေအတွက်အဓိကရည်ရွယ်ပြီးလုပ်တာတော့မဟုတ်ပါဘူးအဓိကတော့ចောင်းသားဟောင်းတွေအတွက်ပါ party နာမည်ကတော့ suit up party ပါအဲဒါကြောင့် dress code ကကြတော့ cocktail dress code ဝေးရပါတယ်အဲ့တော့ထုံးစံတိုင်းပဲညဘက်ရောက်နေပြီဖြစ်တာမလို့ဆိုတော့မြို့မှာဘတ်စကားမရှိတော့ပါဘူးအဲအကြောင်းကျောင်းကစီစဉ်ပေးရဲ့ဘတ်စကားနဲ့ပဲသွားပါမယ်ဒီတစ်ခါတော့ဆိုကျောင်းထိမသွားတော့ဘဲနဲ့အိမ်ကအမှတ်တိုင်မှာပဲကားလာတာဆောင်းပါမယ်ဒီ club ကတော့ဟိုနေ့က club နဲ့မတူပါဘူးဒါကနောက်တစ်ခုပါဒီဟာကပိုးပြီးကျယ်တယ်ပိုးပြီးတော့လည်းကောင်းတယ်လို့မြင်မိပါတယ်ပြီးတော့လည်းဆိုတော့ဒီအဝင်ဝမှာနေလုံခြုံရေး3-4ယောက်လောက်နဲ့ကို ID card ပါမပါသေးရှားလေးစစ်ပါတယ် ID card မပါရင်လုံးဝပေးမှုမပါဘူး party ရဲ့ dress code က cocktail dress code ဖြစ်တာမလို့ယောက်ျားလေးဆိုရင်တော့ formal ကြဝတ်ပြီးတော့ မိန်းကလေးဆိုရင်တော့ dress တွေဝတ်ကြပါတယ်လော်ဘီထဲမှာကားဆောင်နေနေဝန်ထမ်းကောင်မလေးတယောက်ကလက်ချော်ပြီးတော့ခွက်တွေကိုပြုတ်ကျသွားတာခွက်ပေါင်း20လောက်ရှိမှထင်တယ်ဒီရအတွက်ကတော့ဒီလောက်နဲ့ပဲပြန်ပါပြီသူတို့ကားလာကြိုတာမနေ့1နာရီခွဲ2နာရီခွဲနဲ့မနေ့3နာရီခွဲဆိုပြီးတော့ကား3ချိန်လာကြိုပေးပါတယ်အားလုံးပဲကြတာပါ